ဒီတစ်ခါငလင်းကကျမဘဝမှာတစ်ခါမှမကြုံဘူးတဲ့ထင်မှတ်မထားတဲ့အရာပါပဲရှင်ကျမတို့ကိုယ်တိုင်တိစောက်ထားတဲ့ကျမတို့အိမ်လေးကလည်းပျက်စီးသွားခဲ့ပါတယ်အခုဆိုလို့ရှိရင်အိမ်လေးကထိခိုက်ပျက်စီးသွားတဲ့အတွက်ဖြိုချထားလိုက်ရပါတယ်ဖြစ်သွားတဲ့နေ့ကဆိုရင်မိသားစုတွေအားလုံးစိတ်မကောင်းဖြစ်ကြတာပေါ့ကျမညီမလေးဆိုရင်ငိုတော့ငိုတယ်ကျမမှာဆိုရင်လည်းသူတို့ကိုနှစ်သိမ့်မှုထက်ကျမအတွေ့အဖြတ်ခနဲ့ဝင်လာတာကတော့ကျမတို့စီမှာအမကန်ထားတဲ့သူတွေကျမတို့ customer တွေဘာများဖြစ်ကြသေးလဲသူတို့ရဲ့အစာအုပ်တွေပစ္စည်းတွေကားတွေအကျိုးခံစား권တွေရရှိဖို့တော့ငါတို့မှာတာဝန်ရှိပြီဆိုတဲ့အတွေ့အချက်ချင်းဝင်လာခဲ့ပါတယ်ကျမတို့ကအမကန်ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့အတွက်ဒီကာလအတွင်းမှာကျမတို့ရဲ့ customer တွေရဲ့ကျိုးခံစား권တွေရရှိနိုင်မှုပြန်လည်တိစောက်ရေးတွေလုပ်နိုင်မှုစိတ်ပင်ပန်းမှုတွေဖြည့်လျောစေဖို့စိတ်ခုံအားတွေပြန်ရစေဖို့အတွက်ကျမတို့ကအကောင်းဆုံးပတ်မိုးကူညီပေးရမယ်လို့စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်ကျမရဲ့လုပ်ငန်းတာဝန်တွေကိုကျမသားကိုစီစဉ်ဆောင်ရွက်စေခဲ့ပါတယ်။ကျမကိုယ်တိုင်ကတော့ကျမတို့ရဲ့ဒီအာမခံလုပ်ငန်းတာဝန်တွေကိုထိထိရောက်ရောက်ပို့ပြီးဆောင်ရွက်နိုင်အောင်ခမိခမဲ့အိမ်မှာနေခဲ့ပါတယ်။ကျမတို့တွေဟာကိုယ်တိုင်စိတ်ပူနေတဲ့ကြားကပဲနေရောညပါဝန်ထမ်းများအားလုံးနဲ့အတူအာမခံလုပ်ငန်းတာဝန်တွေကိုစူးစမ်းဆောင်ရွက်ပေးနေခဲ့ပါတယ်။ကျမတို့တွေဘလို့အခက်ခဲတွေပဲရှိနေပါစေအားလုံးနဲ့အတူတူ KBZ MS ကရှိနေပါတယ်နော်။